ဒီအခန်းထဲမှာတနာလီအပြီးနေနိုင်ခဲ့မယ်ဆိုရင်ဒေါ်လာ9 သန်းရရှိမှာဖြစ်ပါတယ်။ဒါကလွယ်လွယ်လေးလို့တင့်ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ဘယ်သူမှမစွမ်းဆောင်နိုင်သေးပါဘူး။ဒါကတော့ Microsoft ကုမ္ပဏီကဒေါ်လာတန်း30အကုန်အကျခံတည်ဆောက်ထားတဲ့ကမ္ဘာအငင်းသက်ဆုံးအခန်းပဲဖြစ်ပါတယ်။နိုင်ရှင်ပြရမယ်ဆိုရင်တာမန်အခန်းတစ်ခန်းရဲ့နောက်ခန်းစူးညံတန်ကဒစီဘယ်30လောက်ရှိပါတယ်။လူနာကကြားနိုင်တဲ့အနှိမ့်ဆုံးအထံကဒစီဘယ်0ဖြစ်ပါတယ်။ဒါပေမဲ့ဒီအခန်းထဲမှာတော့စူးညံတန်အဆင့်ဟာအံ့ဩစရာကောင်းလောက်တဲ့အနှုတ်20.6ဒစီဘယ်အထိကျဆင်းသွားပါတယ်။ဒီအခန်းကိုတိကျအတန်လုံးအလွှာ2ခုနဲ့တိစောက်ထားတာပါ။အတွင်းဘက်အလွှာကိုအတန်ဆုပ်ယူနိုင်တဲ့ဖန်မြင့်တပုံစံအတုံးတွေနဲ့ဖုံးအုပ်ထားပြီးမျက်နှာပြင်တိုင်းထစ်တဲ့နညံကျမ်းပင်နဲ့မျက်နှာချက်တွေကိုအပြင်ဘက်ကစူညံတန်တွေနဲ့အတွင်းကပိတ်တင်တန်တွေကို99.99ရာခိုင်နှုန်းအထိပိတ်ဆို့ပေးနိုင်တဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားပါတယ်။ဒီလိုတိတ်ဆိတ်မှုကြောင့်လူခန္ဓာကိုယ်ကထူးထူးခြားခြားတုံ့ပြန်လာပါတယ်။လူတွေဟာသူတို့ရဲ့နှလုံးခွန်တန်အယိုးအစစ်တွေလှုပ်ရှားတဲ့အတန်နောက်ပြီးခန္ဓာကိုယ်တွေကသွေးတွေစီးဆင်းနေတဲ့အတန်တွေကိုတော့ပြန်ကြားရလေလို့ဆိုကြပါတယ်။အခန်းထဲမှာပက်တင်တန်လုံးဝမရှိတဲ့အတွက်အုံနောက်ခါနေရအထားအတိုးနဲ့ပတ်သက်တဲ့အာယုံခံစားမှုကိုပါပျောက်ဆုံးသွားပါတယ်။အချင်းအကြာကြီးနေမယ်ဆိုရင်ခေါင်းမူတာတွေစိတ်ထင်ရောင်ထင်မှားဖြစ်တာတွေအထိခံစားရနိုင်ပါတယ်။ဒါကြောင့်လာရောက်လဲပတ်သူအများစုကမိနစ်အနည်းငယ်သာနေနိုင်ကြပြီးတနာလီအပြည့်နေနိုင်ခဲ့တဲ့သူတော့ယခုချိန်ထိတယောက်မှမရှိသေးပါဘူး